အားမင်္ဂလာပါကျွန်တော်နာမည် Robert ဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုမှာတော့ရွှေမော်တော်ဖျားသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီနော်နေတဲ့နန်းတော်ရဥတ္တတိရက်ကွက်ကနေဒီရွှေမော်တော်စီကိုလမ်းလျှောက်ပြီးသွားမှာဆိုတော့နည်းနည်းဝေးပါတယ်အဲ့တော့ကျွန်တော်လမ်းလျှောက်ပြီးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့အတူလိုက်ကြည့်ပလိုက်ပါ Let's goအဲ့ထရောက်နေပါပြီကျွန်တော်တို့ကတော့နောက်ဖွားရယ်နောက်အတော်ရယ်နဲ့သွားဖြစ်ပါတယ်ဖျားရောက်ခံနေပါပြီကျွန်တော်နောက်တမင်းလောက်နေတော့ဒီဖျားရှင်မင်းတော့တက်ပြီးတော့ဖျားဖူးတော့မှာဖြစ်ပါတယ်နေပါပြီဖျားပေါ်တက်နေပါတယ်ခုနလိုက်ထိုးနေပြီဆိုတော့အောက်ကဖျားပိတ်ထားပါတယ်အမမောကလည်းဆက်တက်လာတာအခုတော့ဖျားရှင်ပေါ်ကိုရောက်ပါပြီဒါကကျွန်တော်ဖွာပါဒါတော့ဟိုးရင်တော့ဘကိုးမှာနည်းနည်းကြီးကျယ်လို့တော့ပြကြသွားတယ်မူလစေမော်တော့စီတော်ကြီးကိုလုံးပဲဖြစ်ပါတယ်ခုတော့ဖျားဖူးပြီလို့ဖျားနောက်ဖက်မောကလည်းဆင်းပါတော့မယ်ဒါတော့ဖျားနောက်ဖက်မောပါဒီနေ့တင်တာလည်းလည်းဒီနေ့ထားပြပါဗျာစေတနာကလည်းပဲဒီကောင်းရပါလိမ့်ဆက်လေကားကျွန်တော်ပလန်တော့ပြန်တဲ့ဆက်လေကားလေးနဲ့စီးမယ်ဆိုပြီးတော့ပလန်လုပ်တာပါကျွန်တော်တို့ဆက်လေကားပိတ်ထားကျွန်တော်တို့ခြေချင်းပဲပြန်ဆင်းရပါတော့တယ်နော်တော့ဆိုင်ရတော့ကျောင်းဝင်းထဲမှာရှိရပေါ်လာလေးပဲဖြစ်ပါတယ်နော်ဒီကတော့ဟာရီရောစတော်ဘယ်ရီရဲ့ဒီထုံဆိုင်နေရဖြစ်ပါတယ်နောက်ကထောပတ်တီးချိုလေးပါပါတယ်ဒါကတော့နောက်တော့ဖွားတော့မှာပါ
strawberry လေးခက်စားပေးရပါတယ်တော်ရရှိပါတယ်ဒါပုံဆိုင်လို့ရှိပါတယ်ဒါချစ်လုံးလေးချစ်လုံးလေးပါ ဟာတော့လေ ဒါအမိချောင်းပါဒါတော့အသားပြားပါဒါတော့ခဏလက်မဒါပစုံပါဒါတော့ငါးလေးပါပြဆောက်ထားမယ်ဆိုခုနည်းနိုင်တယ်ခဏလက်မအားကြည့်ရမယ်အခုတော့ထုံချိုင်းလည်းကောင်းပါပြီနောက်ခုတော့ဘော်တိုင်းမှာစားပြီးတော့အိမ်ပြန်နေပါပြီအိမ်ပြန်လမ်းလေးပဲဖြစ်ပါတယ်ထိရောက်နေပါပြီအိမ်ရောက်ခဲ့ဖြစ်ပါတယ်နော်ရှင်မတော်ဒီဘော်တိုင်းကြီးတော့သွားပြီးနောက်ဆုံးတော့အိမ်ရောက်ရှိခဲ့ပါပြီအခုတော့အကုန်လုံးလုပ်ပြီးသွားဖြစ်ပါတယ်နော်ရန်လည်းမောပြီးရန်လည်းညောင်းနေပါတယ်ခုတော့အိပ်ပါရမယ် let's go